သမီးလေး၃ယောက်နေထိုင်ဖို့ခမ်းနားလာတဲ့နန်းတော်ကြီးနဲ့တူရင်စိန်ကိုတိဆောက်နေကြောင်းချပြလာတဲ့နနလိုင်းတို့ဇနီးမောင်နဲ့ခမ်းနားထဲဝါကစိန်လန်းတဲ့တစ်ပင်တွေရေကန်တွေစမ်းချောင်းတွေပန်းကင်းတွေနဲ့စိတ်ကူးရင်ဆန်းဆန်းနန်းတော်ကြီးတစ်ခုကိုသမီးလေး၃ယောက်အတွက်တိဆောက်နေကြောင်းပရိသတ်တွေကိုအသိပေးလာတာကတော့တထေးဦးစီတီဟာပါတထေးစီတီဟာမြန်မာနိုင်ငံရဲ့အချမ်းသာဆုံးတထေးဇီကဘာဦးခင်ရွှေရဲ့သားဖြစ်တယ်လို့ထိတ်တန်းရုပ်ရှင်တရုတ်ဆောင်မင်းသမီးကြီးနနလိုင်းရဲ့ခင်ပွန်းလေးဖြစ်ပါတယ်နနလိုင်းရဲ့တထေးကြီးဇီတီဟာတို့ကလက်ထပ်ပြီးတဲ့နောက်ပိုင်းမှာသမီးလေး၃ယောက်ကိုမွေးဖွားထားတာဖြစ်ပါတယ်နနလိုင်းနဲ့တထေးဦးစီတီဟာတို့ဇနီးမောင်နှံဟာချမ်းသာကြွယ်ဝပေမယ့်ကြွားခြင်းမရှိဘဲနဲ့ရိုးသားစွာနေထိုင်ကြသလိုသမီးလေး၃ယောက်ကလည်းပညာရေးထူးချွန်ပြီးစာတော်ကြတယ်လို့လည်းသိရပါတယ်နနလိုင်းရဲ့သမီးတွေဟာတထေးသမီးတွေဆိုပေမယ့်ငွေကြေးသုံးစွဲတာမျိုးမရှိဘဲနဲ့ရိုးသားသားနေကြတာပါနနလိုင်းရဲ့သမီးကြီးဇေဝရီလိုင်းဆိုရင်ပုံလေးတွေဆိုရင်လည်းနိုင်ငံခြားဝင်ငွေရှာနေတာဖြစ်ပါတယ်ခုခါမှာတော့နနလိုင်းရဲ့ခင်မောဇေတီဟာကသမီးလေးတွေနိုင်ငံခြားကိုကြောင်းသွားမတက်စင်မှာနေထိုင်ဖို့သူတို့မိသားစုပိုင်ဆိုင်တဲ့မင်္ဂလာတော်ကခြံကြီးထဲမှာဆောက်လုပ်နေတဲ့ဇက်ဗီလာကွန်ပေါင်းကြီးကိုထုတ်ပြလာတာပါဇက်ဗီလာကွန်ပေါင်းထဲမှာတော့ဗီဒီယိုအဆောက်မှာပြောထားသလိုတကယ်ကိုခမ်းနားကြီးမားလာတဲ့ဆိုင်ရင်ကြီးကိုမြင်တွေ့ရတာဖြစ်ပါတယ်ထို့ပြင်တော့စိမ့်လန်းဆိုပြင်ကအေဂျင့်မှုပြင်းနေတာယာနေတဲ့ဇက်ဗီလာကိုမြင်တွေ့ရမှာပါဒါကြောင့်လည်းလူတွေကတော့နနလိုင်းရဲ့သမီးလေးတွေကကံကောင်းလိုက်တာဆိုပြီးတော့ကြီးကျူးနေကြတာဖြစ်ပါတယ်